Hello မင်္ဂလာပါဆရာဒေတာပါ Grade 5သင်ကြားအခန်း1ပြည့်ကိန်းနဲ့ဒသမကိန်းများအကြောင်းကိုဆက်လေ့လာမှာဖြစ်ပါတယ် Part 2ဆက်သွားမှာဖြစ်ပါတယ်ဆရာတို့နံပါတ်2မှာပေါ့နော် page number 2ရဲ့ number 2မှာ4.138ရဲ့ကိန်းဖွဲ့စည်းပုံကိုလေ့လာမှာဖြစ်ပါတယ်ခုမီများဆယ်လီစိတ်မီများရာလီစိတ်မီများနဲ့ထောင်လီစိတ်မီများတို့သည်4.138ဖြစ်မည်နီညာဘက်ရှိခွက်လက်တွင်ဖြည့်ပါဆိုတော့ဒီမှာခုနေရာကိုကြည့်အောင်နော်ခုဆိုတဲ့1ကဘယ်နှကြိမ်ပါလဲဆိုတော့4ကြိမ်ပါတာဖြစ်ပါတယ်အဲ့ဒါက3.1ဆိုတဲ့ဆယ်လီစိတ်က1ကြိမ်ပါပါတယ်3.31ဆိုတဲ့ရာလီစိတ်ကတော့3ကြိမ်ပါပါတယ်3.331ဆိုတဲ့ထောင်လီစိတ်ကတော့8ကြိမ်ပါတာဖြစ်ပါတယ်ဒီမှာတော့ရောင်းနေမှင်ဘူးเนาะနံပါတ်8ဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ဂျာလီစိတ်ညာဘက်တွင်ရှိသောကဏ္ဍနေရာကိုထောင်လီစိတ်ခေါ်သည်ဂျာလီစိတ်3ရဲ့ညာဘက်မှာရှိတဲ့8သည်ဒါသည်ထောင်လီစိတ်ဖြစ်ပါတယ်အဲ့ပုံလေးမှာကြည့်မယ်ဆိုရင်4သည်ခုနေရာမှာရှိတယ်ဒသမရှိရခုနေရာဒသမနောက်ကဆယ်လီစိတ်နေရာပြီးရင်ဂျာလီစိတ်နေရာပြီးရင်ထောင်လီစိတ်နေရာအဲ့တော့4.138တွင်4သည်ခုနေရာ1သည်ဆယ်လီစိတ်နေရာ3သည်ရာလီစိတ်နေရာနဲ့8သည်ထောင်လီစိတ်နေရာသည်ရှိကြပြီဒါဆိုရင်1နဲ့မြောက်ရမှာက4ဆယ်လီစိတ်မှာက1ရာလီစိတ်က3ထောင်လီစိတ်က8ဆိုပြီးတော့ဖြေရမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ထည့်ကြည့်လိုက်ရင်ခုမှာ2ဆယ်လီစိတ်က1ရာလီစိတ်က9ထောင်လီစိတ်က9ဒီမှာ85မှာဆိုရင်10နေရာမှာ9ရှိပါတယ်ခုနေရာမှာ9ဆယ်လီစိတ်နေရာမှာ3ညနဲ့ထောင်လီရာလီစိတ်နေရာမှာ3ရှိပါတယ်အဲ့တော့10ကနေ1ဆိုပြီးရောသွားတာတွေဒီဒါ10ပိုင်းတစ်ပိုင်းနေနဲ့စားထားတာဖြစ်ပြီးတော့ဒီလိုမျိုးတိုးသွားတာတွေဒီ3.31ကနေ3.31 3.1 10ဒီဒါ10စားဒီတိုးသွားတာဖြစ်ပါတယ်ကိန်းတွေကိုနှိုင်းရှင်တဲ့အခါမှာဒီမှာပြရတဲ့เนาะဒီကိန်းလေးလုံးကဒသမကိန်းလေးလုံးမှာဆယ်လီစိတ်တွေပါမယ်ထောင်လီစိတ်ရာလီစိတ်တွေပါမယ်ထောင်လီစိတ်တွေပါမယ်ဒီမှာတော့ဆယ်လီစိတ်ပဲပြထားတဲ့ကြောင့်မလို့ရာလီစိတ်ပြောင်းရမယ့်အခါမှာဘာမှမရှိနောက်မှာ3ညတိုးပေးရမှာဖြစ်ပါတယ်အဲ့တော့9 3ညပြီး9 1 9 2 9 3 9 4 9 5 9 6 9 9 8 9 9အဲ့2သမဆိုပြီးတော့အဲ့လိုမျိုးရှိရတယ်ရေးသွားပါမယ်နောက်ကဖတ်တဲ့ကမှာ56 59လို့မဖတ်ရပါဘူးလုံးချင်းဒီ2.53 9 3ည9 1 9 2အဲ့လိုဖတ်ပါမယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်2.53ကိုမြားထိုးရမယ်ဆိုတော့2.53ဒီနေရာလေးဖြစ်ပါအဲ့နေရာလေးကိုမြားထိုးပေးရပါမယ်ဒီမြင်းရှိလေးနေရာလေးကိုမြားထိုးပေးရပါမယ်တော့9 3ခွန်ဆိုတာထောင်လီစိတ်ဖြစ်သွားပါပြီဒီမှာကျွန်တော်9 3ဆိုရရာလီစိတ်ပဲရှိပါသေးတယ်အဲ့တော့9 3ခွန်3ညလုံးထပ်ထိုးလိုက်ရင်9 3 3ဖြစ်ပါမယ်အဲ့2.5 3 3ရဲ့ဒီနေရာလေးရဆိုဘာဖြစ်မလဲဆိုတော့9တစ်ဆိုရင်တစ်မှာနောက်သွင်းထည့်လိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့9 1 3ဖြစ်ပါအဲ့9 3 3နဲ့9 1 3နဲ့ကြားထဲမှာဘယ်လောက်ရှိမလဲဥပမာဆိုပါစို့3နဲ့10နဲ့ကြားထဲမှာဆို9ရှိသလိုမျိုးပေါ့နော်အဲ့ဒီနေရာလေးမှာ9 3 5ဆိုတာရှိပါခုလိုချင်တာ9 3ခွန်ဆိုတော့9 3 5ရဲ့နှစ်စိတ်မြောက်ဆိုတော့ဒီနေရာလေးကိုမြားထိုးပြီးတော့အဖြစ်ရပါတဲ့လို့ဆိုတော့2.5 3ခွန်လို့ရေးရမှာဖြစ်ပါတယ်2.58ကတော့ဒီနေ့မှာပါပါတယ်ခင်ဗျားတို့ဒီရာလီစိတ်ထောင်လီစိတ်နဲ့သွားရောမလို့ပါဘူးเนาะဒီ58ကနောက်ဆုံးနေရာမှာရှိပါတယ်5လေးလေးရတော့5လေးကို3ညတိုးပါမှာဖြစ်ပါတယ်5လေးကို3ညတိုးလိုက်ရင်5လေး3ညဖြစ်မယ်ဒီမှာ3ညတိုးလိုက်ရင်2.55 3ညဖြစ်မယ်5လေး3ညနဲ့55 3ညရဲ့ကြားထဲမှာ5လေး5ဆိုတာရှိပါတယ်ဒါပေမဲ့5လေး4ဆိုတော့ तू ကအဲ့တကွက်မရောက်ခင်တစ်စိတ်လို့ဆိုတော့ဒီဆရာ point ထောက်တဲ့နေရာလေးမှာ5လေး4ရှိရပါဒါဆိုရင်ငယ်စဉ်ကြည့်လိုက်စီတဲ့အခါမှာကိန်းမြင့်မှာဘယ်ဘက်အချမ်းဒီမြားလေး၄ခုကြည့်ရတော့မယ်ဘယ်ဘက်အချမ်းမြအငယ်ဆုံးဖြစ်ပါဒီမှာငယ်စဉ်ကြည့်လိုက်ဆိုအငယ်ဆုံးဖြစ်တဲ့9 3ခွန်ကနေဆက်ရပါမယ်ပြီးရင်ဒုတိယဖြစ်တဲ့9 2.53တတိယဖြစ်တဲ့2.544ပြီးရင်2.58ဖြစ်ပါအဲ့လိုမျိုးငယ်စဉ်ကြည့်လိုက်စီးပြီးတဲ့အခါမှာတော့သင်္ကေတတွေဖြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ငယ်သောလက္ခဏာဆိုရင်
ငယ်သောကိန်းကိုရင်စတွေ့ရင်သုံးပါတယ်ဥပမာ1နဲ့ဆို1ကငယ်တဲ့ကြောင့်ငယ်သောလက္ခဏာကိုသုံးပါတယ် less than ကြီးသောလက္ခဏာကျတော့ကြီးသောကိန်းကိုရင်တွေ့ရင်ကြီးသောလက္ခဏာကိုသုံးတယ်9နဲ့မှကြီးတဲ့ကိန်းက9ဆိုရင်ကြီးတဲ့လက္ခဏာကိုသုံးတယ်ပေါ့နောက်ကကိန်းတွေနှိုင်းရှင်တဲ့အခါမှာအကြီးဆုံးနေရာလိုက်တန်ဖိုးကနေစပြီးနှိုင်းရှင်ရမယ်ပေါ့နော်9000နဲ့9000ဘယ်ကြီးလဲဆိုတောင်းကနန်းဖြစ်တဲ့အကြီးဆုံးနေရာလိုက်တန်ဖိုးကကြီးတယ်ကြောင့်နော်ကြီးတဲ့လက္ခဏာကိုသုံးတယ်အဲဒါကလေးတို့ဒီကြည့်ကြည့်အောင်3နေလဲတူတယ်ခုနေရာလဲတူတယ်ဆယ်လေးစိတ်လဲတူတယ်နောက်တစ်ခါယာလီစိတ်မှာ9နဲ့6နဲ့ကြီးတာကိုရင်စားတဲ့အတွက်ကြောင့်လို့ကြီးတဲ့လက္ခဏာ greater than ထည့်ရမယ်ခါဝေးမှာဆိုရင်ခုနေရာချင်းတူတယ်ဒါပေမဲ့ဆယ်လေးစိတ်နေရာမှာ3နဲ့2နဲ့ငယ်တဲ့ကောင်ရင်စားတဲ့ကြောင့်လို့ less than ကိုသုံးရပါမယ်4သမချင်းတူတယ်နောက်ကဆယ်လေးစိတ်နေရာမှာ4နဲ့ဆယ်လေးစိတ်နေရာမှာ5နဲ့4ဆိုရင်ငယ်တဲ့ကောင်ရင်စားတွေ့ရင် less than ကိုသုံးရပါမယ်90နဲ့9နဲ့98နဲ့မှာ9ကကြီးပါတယ်900ကြီးတဲ့ကြောင့်လို့ဘာသုံးရမလဲဆိုတော့greater than သုံးရမှာဖြစ်ပါတယ်ဒီမှာ greater than ဖြစ်ရပါတယ်ဒီနေရာမှာ greater than သုံးရမှာဖြစ်ပါတယ် okay အဲ့ဒါဆိုရင်ဆက်သွားရအောင်နောက်တစ် slide တစ်ခုကတော့page number 4ရဲ့ number 4ဖြစ်ပါတယ်1.4နှစ်ကို10စာတိုးလိုက်ရင်ဘာဖြစ်လာမလဲ1.4နှစ်ကို10စာတိုးရင်ဆရာတို့14.2ဆိုတာဖြစ်လာပါ10စာတိုးလိုက်တဲ့အခါမှာ14ပေါ့နော်14ဆိုရင်10နဲ့မှာ1 4နဲ့မှာခုနဲ့မှာ4ပြီးရင်14နဲ့မှာ2ရွက်သွားပါမယ်ဒါက10စာတိုးလိုက်တာပါ10နဲ့10စာတိုးသွားတာပါနောက်တစ်ခါအဲ့ဒီ14.2ကို10စာထပ်တိုးရင်ဇာနေရာရောက်သွားပါမယ်အဲ့တော့142နောက်ကဒသမနောက်ဘာမှမရှိလို့ရအောင်ဒသမ3ညတော့ဖြစ်သွားပါဒသမ3ညမရေးလိုက်ရပါ142ကိုနောက်ထပ်10စာထပ်တိုးရင်ဘယ်နေရာရောက်မလဲဆိုရာနေရာကနေထောင်နေရာရောက်ပါမယ်142မရှိတဲ့နေရာတွေမှာခုနေရာမှာ3ညထည့်ပြီးအောင်ဖြစ်ပါတယ်3ည1420ဒသမ3ညဖြစ်ပါတယ်ဒီမှာလည်းရေးထားပြပါတယ်142ရဲ့14.2ရဲ့1.4နဲ့ရဲ့114.2ရဲ့142ရဲ့1420စေစာကြီးတိုးသွားတယ်ပေါ့နော်အဲတော့ကျွန်တော်မှတ်ထားရမှာကအပြေကိန်းဒသမကိန်းများကို10စာသို့မဟုတ်10စာ100စာနဲ့1000စာပြုလုပ်သောအခါဒသမအမှတ်သည်ညာဘက်သို့1နေရာ2နေရာ3နေရာအတိအကျသွားတယ်အဲ့လိုမျိုးမှတ်ထားပြီးလို့ပါတယ်ဒါဆိုကြောက်ကြည့်ရအောင်4.3က4.3ကိုကျွန်တော်10စာလုပ်မယ်10စာလုပ်တဲ့အခါမှာဘာလုပ်ရမလဲဒသမ1နေရာရွှေ့ရမယ်နော်ဒသမ1နေရာရွှေ့တဲ့အခါမှာ43.5ရသွားပါ100စာဆိုရင်ဒသမ2နေရာရွှေ့ရပါမယ်2နေရာရွှေ့တဲ့အခါမှာ435ရပါ1000စာဆိုရင်ဒသမကို3နေရာရွှေ့ရပါ3ရဲ့4နဲ့3နဲ့ကြားတဲ့ဒသမ3နေရာရွှေ့လိုက်3ရဲ့အနောက်ရောက်သွားတဲ့ကြောင့်မလို့4350ရပါအဲ့လိုမျိုးတွက်သွားပြီးတော့ဆရာတက်ဖြေလိုက်တက်ရပါမယ်နော်โอเคနံပါတ်9ရဲ့ကာကြီးဆိုရင်သူ့ရဲ့မေးခွန်းလေးက391ရသွားအောင်39.1ကိုဘာနဲ့မြောက်ရမလဲမြောက်ရမလဲဆိုတော့ကျွန်တော်ဒီမှာက391ဖြစ်ချင်ဒသမ2နေရာနောက်ကိုရွှေ့ရအောင်2နေရာရွှေ့ဖို့ဆိုဘာနဲ့မြောက်100နဲ့မြောက်အောင်အကယ်၍တနေရာပဲရွှေ့ရမယ်ဆို10နဲ့မြောက်အောင်ပေါ့နော်အဲ့တော့391ဒီ3.9တရားစားဖြစ်သည်ပေါ့ဒီမှာဆိုရင်3.9 က39.1ဖြစ်ရှင်တယ်တနေရာပဲရွှေ့ရမှာ39ဒသမ1နဲ့1ရဲ့အရှိရောက်ဖို့တနေရာပဲရွှေ့ရပြီးတော့10နဲ့မြောက်ပါမယ်ဒါဆိုရင်10စားလို့ဖြစ်ပါတယ်အားငယ်ကတော့3ရဲ့နောက်ကဒသမ3ညအထိရောက်ချင်တယ်ဆိုဘယ်နေရာရွှေ့ရမလဲဆိုတော့3နေရာရွှေ့ရ3နေရာဆိုဘာနဲ့မြောက်မလဲဆိုတော့1000နဲ့မြောက်ရမှာဖြစ်ပါတယ်1000နဲ့မြောက်ရင်1000စားဖြစ်ပါတယ်โอเคအဲ့တော့ဒီနေ့ရဲ့ part 2ကလောက်ပါပဲ part 3မှာပြန်ဆုံပါမယ် bye bye